လမ်းပြောင်းနေတယ်လို့ခံစားနေရတဲ့လူငယ်တယောက်အတွက်စိတ်သက်ခွန်အားဖြစ်စေမဲ့ affirmation လေးတွေကိုရွတ်ပေးလိုက်ပါတယ်။ငါရဲ့အချိန်ဟာတနေ့ရောက်လာမှာပါ။အခုကပြင်ဆင်နေတဲ့ကာလပဲဖြစ်တယ်။ငါရဲ့အချိန်ဟာတနေ့ရောက်လာမှာပါ။အခုကပြင်ဆင်နေတဲ့ကာလပဲဖြစ်တယ်။လမ်းပြောင်းနေတာဟာလမ်းအသစ်ကိုရှာဖွေနေတာလည်းဖြစ်နိုင်တယ်။လမ်းပြောင်းနေတာဟာလမ်းအသစ်ကိုရှာဖွေနေတာလည်းဖြစ်နိုင်တယ်။ငါမှာအခက်အခဲတွေကိုကျော်ဖြတ်နိုင်တဲ့ခွန်အားအပြည့်အဝရှိတယ်။ငါမှာအခက်အခဲတွေကိုကျော်ဖြတ်နိုင်တဲ့ခွန်အားအပြည့်အဝရှိတယ်။အရာရာတိုင်းချက်ချင်းအဖြေထွက်မလာလဲကိစ္စမရှိဘူး။ငါအချိန်နဲ့ငါသွားနေတာပဲ။အရာရာတိုင်းချက်ချင်းအဖြေထွက်မလာလဲကိစ္စမရှိဘူး။ငါအချိန်နဲ့ငါသွားနေတာပဲ။ဒီနေ့ငါလုံးနိုင်တဲ့လောက်ကြိုးစားခဲ့တာဟာလုံလောက်တဲ့အောင်မြင်မှုတစ်ခုပဲ။ဒီနေ့ငါလုံးနိုင်တဲ့လောက်ကြိုးစားခဲ့တာဟာလုံလောက်တဲ့အောင်မြင်မှုတစ်ခုပဲအမားတွေဆိုတာသင်ခန်းစာတွေပဲငါ့ကိုပိုတော်လာအောင်လုပ်ပေးမှာအမားတွေဆိုတာသင်ခန်းစာတွေပဲငါ့ကိုပိုတော်လာအောင်လုပ်ပေးမှာအမောင်ဆုံးအချိန်ဟာအလင်းရောင်လာတော့မယ်အစပြိုးခြင်းပဲအမောင်ဆုံးအချိန်ဟာအလင်းရောင်လာတော့မယ်အစပြိုးခြင်းပဲငါရဲ့တန်မိုးဟာတခြားသူတွေရဲ့အမြင်ပေါ်မှာမမူတည်ဘူးငါရဲ့တန်မိုးဟာတခြားသူတွေရဲ့အမြင်ပေါ်မှာမမူတည်ဘူးဖြည်းဖြည်းချင်းသွားနေတဲ့၍ငါဟာရက်တက်နေမှာမဟုတ်ဘူးဖြည်းဖြည်းချင်းသွားနေတဲ့၍ငါဟာရက်တက်နေမှာမဟုတ်ဘူးအခုလမ်းပြောင်းနေတာဟာငါဘဝရဲ့ညီကုန်းမဟုတ်ဘူးအခန်းသစ်တစ်ခုရဲ့အစပဲအခုလမ်းပြောင်းနေတာဟာငါဘဝရဲ့ညီကုန်းမဟုတ်ဘူးအခန်းသစ်တစ်ခုရဲ့အစပဲလူတိုင်းမှာကိုယ်စီအချိန်စီရာရှိတယ်ငါဟာသူတစ်ပါးထက်နောက်ကျမနေပါဘူးလူတိုင်းမှာကိုယ်စီအချိန်စီရာရှိတယ်ငါဟာသူတစ်ပါးထက်နောက်ကျမနေပါဘူးငါရဲ့စိတ်ရှုပ်ထွေးမှုတွေတဲကနေအကောင်းဆုံးအဖြေတစ်ခုထွက်လာမှာပါငါရဲ့စိတ်ရှုပ်ထွေးမှုတွေတဲကနေအကောင်းဆုံးအဖြေတစ်ခုထွက်လာမှာပါငါဟာဘာမှမလုပ်နိုင်သေးခင်ကတည်းကတန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ငါဟာဘာမှမလုပ်နိုင်သေးခင်ကတည်းကတန်မိုးရှိတဲ့လူတစ်ယောက်ဖြစ်တယ်ငါရဲ့အားနည်းချက်တွေကငါ့ကိုပိုပြီးလူပိသားစေတယ်ငါရဲ့အားနည်းချက်တွေကငါ့ကိုပိုပြီးလူပိသားစေတယ်ရလက်တွေထက်ငါရဲ့ကြိုးစားအားထုတ်မှုကပိုပြီးအရေးကြီးတယ်ရလက်တွေထက်ငါရဲ့ကြိုးစားအားထုတ်မှုကပိုပြီးအရေးကြီးတယ်ခြေလမ်းအသေးလေးတွေကလည်းခရီးပေါက်စေတာပဲခြေလမ်းအသေးလေးတွေကလည်းခရီးပေါက်စေတာပဲမတေချာမှုတွေကြားမှာလဲငါဟာရဲရဲဝံ့ဝံ့ရှင်သန်နိုင်တယ်မတေချာမှုတွေကြားမှာလဲငါဟာရဲရဲဝံ့ဝံ့ရှင်သန်နိုင်တယ်ငါဘဝရဲ့ပုံစံကွက်ကိုငါကိုယ်တိုင်ပဲထုစစ်ခွင့်ရှိတယ်ငါဘဝရဲ့ပုံစံကွက်ကိုငါကိုယ်တိုင်ပဲထုစစ်ခွင့်ရှိတယ်မုံတိုင်းအပြီးမှာကောင်းငင်ဟာပြန်ကြည်လင်စမြဲပါမုံတိုင်းအပြီးမှာကောင်းငင်ဟာပြန်ကြည်လင်စမြဲပါငါရဲ့စိတ်ပင်ပန်းမှုတွေကိုအနာပေးဖို့ငါမှာအခွင့်အရေးရှိတယ်ငါရဲ့စိတ်ပင်ပန်းမှုတွေကိုအနာပေးဖို့ငါမှာအခွင့်အရေးရှိတယ်ငါဟာ
ဒီထက်မကခံနိုင်ရှိတဲ့သူဖြစ်လာအောင်မှာပါငါဟာဒီထက်မကခံနိုင်ရှိတဲ့သူဖြစ်လာအောင်မှာပါအဖြေအားလုံးကိုအခုချက်ချင်းသိစရာမလိုဘူးတရက်စာပဲအကောင်းဆုံးဖြတ်တန်းမယ်အဖြေအားလုံးကိုအခုချက်ချင်းသိစရာမလိုဘူးတရက်စာပဲအကောင်းဆုံးဖြတ်တန်းမယ်ငါရဲ့စိတ်ရှုပ်ထွေးမှုတွေဟာငါ့ကိုပုံမှန်ကန်တဲ့လမ်းကြောင်းစီပို့ဆောင်ပေးလိမ့်မယ်ငါရဲ့စိတ်ရှုပ်ထွေးမှုတွေဟာငါ့ကိုပုံမှန်ကန်တဲ့လမ်းကြောင်းစီပို့ဆောင်ပေးလိမ့်မယ်ခဏနားတာဟာအရှုံးပေးတာမဟုတ်ဘူးခရီးဆက်ဖို့ခွန်အားယူတာပဲခဏနားတာဟာအရှုံးပေးတာမဟုတ်ဘူးခရီးဆက်ဖို့ခွန်အားယူတာပဲငါဟာနေ့တိုင်းတိတ်တဆိတ်တိုးတက်နေသူဖြစ်တယ်ငါဟာနေ့တိုင်းတိတ်တဆိတ်တိုးတက်နေသူဖြစ်တယ်တခြားသူတွေနဲ့နှိုင်းယှဉ်တာကိုရပ်ပြီးငါကိုယ်ပိုင်လမ်းကြောင်းကိုပဲအာရုံစိုက်မယ်တခြားသူတွေနဲ့နှိုင်းယှဉ်တာကိုရပ်ပြီးငါကိုယ်ပိုင်လမ်းကြောင်းကိုပဲအာရုံစိုက်မယ်ငါဘဝရဲ့ခက်ခဲတဲ့အပိုင်းတွေကငါ့ကိုပို့ပြီးရင်းကျက်တဲ့သူဖြစ်စေတယ်ငါဘဝရဲ့ခက်ခဲတဲ့အပိုင်းတွေကငါ့ကိုပို့ပြီးရင်းကျက်တဲ့သူဖြစ်စေတယ်ငါမှာမမြင်ရသေးတဲ့စွမ်းအားတွေအများကြီးရှိသေးတယ်ငါမှာမမြင်ရသေးတဲ့စွမ်းအားတွေအများကြီးရှိသေးတယ်အခြေအနေတွေကငါ့ကိုမပိုင်ဆိုးဘူးအခြေအနေတွေအပေါ်ငါရဲ့တုံ့ပြန်မှုကသာငါဘဝပဲအခြေအနေတွေကငါ့ကိုမပိုင်ဆိုးဘူးအခြေအနေတွေအပေါ်ငါရဲ့တုံ့ပြန်မှုကသာငါဘဝပဲငါဘဝရဲ့သူရဲကောင်းဟာငါကိုယ်တိုင်ပဲငါဘဝရဲ့သူရဲကောင်းဟာငါကိုယ်တိုင်ပဲတကားတစ်ချက်ပိတ်သွားရင်နောက်ထပ်လမ်းစာတစ်ခုပေါ်လာမှာအသေးချပဲတကားတစ်ချက်ပိတ်သွားရင်နောက်ထပ်လမ်းစာတစ်ခုပေါ်လာမှာအသေးချပဲငါရဲ့ကြိုးစားမှုတွေဟာဘယ်တော့မှအလဟာတမဖြစ်ဘူးငါရဲ့ကြိုးစားမှုတွေဟာဘယ်တော့မှအလဟာတမဖြစ်ဘူးကောင်းမွန်တဲ့အပြောင်းလဲတွေဟာငါစီကိုလာနေပြီကောင်းမွန်တဲ့အပြောင်းလဲတွေဟာငါစီကိုလာနေပြီငါရောက်ချင်တဲ့နေရာကိုမရောက်သေးပေမဲ့မနေ့ကထက်တော့ရှေ့တိုးနေပြီငါရောက်ချင်တဲ့နေရာကိုမရောက်သေးပေမဲ့မနေ့ကထက်တော့ရှေ့တိုးနေပြီဘာမှမလုပ်ချင်တော့အောင်ပင်ပန်းနေတဲ့နေ့မှာတောင့်ခံနိုင်တာဟာလေအောင်မြင်မှုတစ်ခုပဲဘာမှမလုပ်ချင်တော့အောင်ပင်ပန်းနေတဲ့နေ့မှာတောင့်ခံနိုင်တာဟာလေအောင်မြင်မှုတစ်ခုပဲငါရဲ့တန်မိုးဟာငါရဲ့အလုပ်ကိုင်းဒါမှမဟုတ်ငွေကြေးအစင်တန်းနဲ့မသက်ဆိုင်ဘူးငါရဲ့တန်မိုးဟာငါရဲ့အလုပ်ကိုင်းဒါမှမဟုတ်ငွေကြေးအစင်တန်းနဲ့မသက်ဆိုင်ဘူးငါမထိန်ချုံနိုင်တဲ့အရာတွေကိုလွှတ်ချပြီးငါလုံးနိုင်တာကိုပဲအာရုံစိုက်မယ်ငါမထိန်ချုံနိုင်တဲ့အရာတွေကိုလွှတ်ချပြီးငါလုံးနိုင်တာကိုပဲအာရုံစိုက်မယ်ငါဘဝရဲ့ဒီအပိုင်းကခက်ခဲနေုံပဲဒါဟာဇလန်းအတဆုံမဟုတ်ဘူးငါဘဝရဲ့ဒီအပိုင်းကခက်ခဲနေုံပဲဒါဟာဇလန်းတဆုံမဟုတ်ဘူးငါဟာလုံခြုံတယ်ငါမှာအချိန်တွေရှိသေးတယ်အားလုံးအဆင်ပြေသွားမှာပါငါဟာလုံခြုံတယ်ငါမှာအချိန်တွေရှိသေးတယ်အားလုံးအဆင်ပြေသွားမှာပါငါဟာလူသားတစ်ယောက်ဖြစ်လို့မှားပိုင်ဝင်ရှိတယ်ကိုပြန်ခွင့်လွတ်တယ်ငါဟာလူသားတစ်ယောက်ဖြစ်လို့မှားပိုင်ဝင်ရှိတယ်ကိုပြန်ခွင့်လွတ်တယ်အတိတ်ကအမားတွေဟာအနာဂတ်အတွက်
လမ်းညွှန်မြေပုံတွေဖြစ်သွားလိမ့်မယ်အတိတ်ကအမားတွေဟာအနာဂတ်အတွက်လမ်းညွှန်မြေပုံတွေဖြစ်သွားလိမ့်မယ်ငါရဲ့အားနည်းချက်တွေကိုလက်ခံနိုင်တဲ့တတိငါမှာရှိတယ်ငါရဲ့အားနည်းချက်တွေကိုလက်ခံနိုင်တဲ့တတိငါမှာရှိတယ်နေမင်းကြီးဟာနေ့တိုင်းအတိတ်ကပြန်စားသလိုငါမှလည်းအတိတ်ကပြန်စားဖို့အခွင့်အရေးရှိတယ်နေမင်းကြီးဟာနေ့တိုင်းအတိတ်ကပြန်စားသလိုငါမှလည်းအတိတ်ကပြန်စားဖို့အခွင့်အရေးရှိတယ်ငါဘဝရဲ့ပဲ့ကန်ရှင်ဟာငါပဲငါသွားခြင်းနဲ့လမ်းကြောင်းကိုငါပြန်ရွေးလို့ရတယ်ငါဘဝရဲ့ပဲ့ကန်ရှင်ဟာငါပဲငါသွားခြင်းနဲ့လမ်းကြောင်းကိုငါပြန်ရွေးလို့ရတယ်လောကကြီးကငါ့ကိုလိုအပ်လို့ဒီနေရာမှာရှိနေသေးတာလောကကြီးကငါ့ကိုလိုအပ်လို့ဒီနေရာမှာရှိနေသေးတာငါဘာမှမဖြစ်သေးရင်တော့ငါရှိနေတာတွေကိုလုံလောက်တဲ့တန်ဖိုးရှိပါတယ်ငါဘာမှမဖြစ်သေးရင်တော့ငါရှိနေတာတွေကိုလုံလောက်တဲ့တန်ဖိုးရှိပါတယ်ငါဘဝရဲ့ဒီကာလကပျက်စီးနေတာမဟုတ်ဘူးပုံဖော်နေတာသာဖြစ်တယ်ငါဘဝရဲ့ဒီကာလကပျက်စီးနေတာမဟုတ်ဘူးပုံဖော်နေတာသာဖြစ်တယ်လောကကြီးမှာငါနေရာနဲ့ငါအခန်းကဏ္ဍနဲ့ငါရှိပြီးသားပါလောကကြီးမှာငါနေရာနဲ့ငါအခန်းကဏ္ဍနဲ့ငါရှိပြီးသားပါငါကအချိန်ပေးဖို့မကြောက်ဘူးအကောင်းဆုံးအရာတွေကအချိန်ယူရတတ်တယ်ငါကအချိန်ပေးဖို့မကြောက်ဘူးအကောင်းဆုံးအရာတွေကအချိန်ယူရတတ်တယ်ငါဟာအခုမှလေးလာနေစေသင်ယူနေစေလူငယ်တစ်ယောက်ပဲဖြစ်တယ်ငါဟာအခုမှလေးလာနေစေသင်ယူနေစေလူငယ်တစ်ယောက်ပဲဖြစ်တယ်လမ်းပြောက်ခြင်းဟာပိုကောင်းတဲ့လမ်းကိုရှာတွေးဖို့ပေးတဲ့အခွင့်အရေးတစ်ခုပါလမ်းပြောက်ခြင်းဟာပိုကောင်းတဲ့လမ်းကိုရှာတွေးဖို့ပေးတဲ့အခွင့်အရေးတစ်ခုပါငါရဲ့စိုးရိမ်စိတ်တွေထက်ငါရဲ့တတိကပိုကြီးမားပါတယ်ငါရဲ့စိုးရိမ်စိတ်တွေထက်ငါရဲ့တတိကပိုကြီးမားပါတယ်ငါကိုလဲကျစေတဲ့အရာမှန်သမျှကငါကိုပိုပြီးကြမ်းခိုင်လာအောင်ပဲလုပ်နိုင်လိမ့်မယ်ငါကိုလဲကျစေတဲ့အရာမှန်သမျှကငါကိုပိုပြီးကြမ်းခိုင်လာအောင်ပဲလုပ်နိုင်လိမ့်မယ်ငါမှာဖြစ်ရှင်တဲ့ဆန္ဒရှိနေသည်ငါအတွက်လမ်းရှိနေအောင်မှာပဲငါမှာဖြစ်ရှင်တဲ့ဆန္ဒရှိနေသည်ငါအတွက်လမ်းရှိနေအောင်မှာပဲမနေ့ကငါနဲ့ဒီနေ့ငါမတူတော့ဘူးငါဟာပိုပြီးရင်းကျက်လာနေပြီမနေ့ကငါနဲ့ဒီနေ့ငါမတူတော့ဘူးငါဟာပိုပြီးရင်းကျက်လာနေပြီငါလဲလို့လိုက်ရတဲ့အရာတွေထက်ပိုကောင်းတာတွေငါစီရောက်လာလိမ့်မယ်ငါလဲလို့လိုက်ရတဲ့အရာတွေထက်ပိုကောင်းတာတွေငါစီရောက်လာလိမ့်မယ်ကိုပြန်လဲတီဆောက်ဖို့အတွက်ဘယ်တော့မှနောက်မကျပါဘူးကိုပြန်လဲတီဆောက်ဖို့အတွက်ဘယ်တော့မှနောက်မကျပါဘူး